လွန်ခဲ့တဲ့နှစ်ပေါင်း300လောက်ကကြီးမားတဲ့စစ်ပွဲကြီးဖြစ်ခဲ့ပါတယ်။အဲစစ်ပွဲကြီးမှာအဖြူအောင်ကျဲပိုင်းရင်သူရဲကောင်းအုပ်စုထပ်ပေါ်လာခဲ့ပြီးရန်သူတွေရဲ့နံပါတ်တွေကိုရှော့ကြအောင်လုပ်ပြီးသူတို့စီလွှဲပြောင်းခဲ့ကြပါတယ်။ဒီလိုနည်းနဲ့အတိုက်အခိုက်ရောဗျူဟာရောကောင်းတဲ့သူရဲကောင်းတွေကြောင့်စစ်နိုင်သွားခဲ့ပြီးစစ်ပွဲပြီးတာနဲ့သူရဲကောင်းတွေလည်းပျောက်သွားကြတော့တာပါပဲ။အခုတော့ဒေးဗစ်တို့အုပ်စုကိုလက်ကပညာပြနေပြီးသူတို့အုပ်စုလည်းကြောက်နေကြပါပြီ။ဒါပေမဲ့ဒေးဗစ်ကတော့လူတစ်ယောက်ကနှစ်ပေါင်း300လောက်ထိရှင်သန်နိုင်လိမ့်မယ်ဆိုတာမယုံကြည်တာကြောင့်အထုဝဲဖြစ်ရမယ်ဆိုပြီးပြောလာပါတယ်။ထွက်သွားတော့မဲ့အုပ်စုလည်းဒီစကားကြောင့်နောက်ပြန်လှည့်လာကြပြီးလက်ကိုလာတိုက်ကြပါတော့တယ်။ဒါပေမဲ့လက်ကတော့သူတို့လာတိုက်တဲ့အချိန်မှာပျောက်သွားပြီးကြံခဲ့တဲ့မြေပြင်ကတော့ပောက်ကွဲသွားပါတယ်။ဒေးဗစ်ရဲ့အုပ်စုတွေလည်းလွတ်ထွက်ကုန်ကြပြီးအထိနာသွားကြပါတယ်။ကျန်နေသေးတဲ့ဒေးဗစ်ကိုတော့ပက်ပက်လက်ကနေလိုက်တိုက်နေပြီးဒေးဗစ်ကတော့လက်ရဲ့အရေးကိုတော့မမြင်ရပါဘူး။ဒေးဗစ်ကြောက်သွားရပေမဲ့အတန်ကောင်းဟင်နေတော့ဖြစ်ပြီးအဲအချိန်သူ့နောက်ကနေလက်ထွက်လာပါတယ်။လက်ကိုတွေးတာနဲ့ဒေးဗစ်လည်းပြေးထုတ်ဖို့ပြေးလိုက်ပေမဲ့သူကိုယ်တိုင်ကသာလွတ်ထွက်သွားရပြီးမနေ့ပြန်ထနေရပါတယ်။လက်ရဲ့ခြေလမ်းတွေကအပြေးလွတ်လာကြောင်းဒေးဗစ်လွတ်ထွက်သွားပါတယ်။လက်ကလည်းဟန်နာစီကယူထားတဲ့နံပါတ်တွေကိုပြန်တောင်းနေပြီးသူတလန်းလျှောက်လေဒေးဗစ်တခါပါချခံရနေပါပဲ။ဒေးဗစ်အရင်ကဘုံငင်မြင့်ကတဲ့လောက်အခုတော့ဘယ်တပြန်ညာတပြန်ပြန်ခံနေရပြီးနေရာမှာတောက်တက်လို့ကတ်နေရပါတယ်။လက်ကြောင့်ဒေးဗစ်ကတ်နေတဲ့နေရာမှာပြိုကျသွားပြီးဒေးဗစ်လည်းနလန်အောင်မထူနိုင်တော့ပါဘူး။ဒါပေမဲ့သူမနလန်ပြန်မထူရင်လည်းဒီအပိုင်းမှာဗီလီမရှိတော့ဘူးလို့ပြန်ထလာပါတော့တယ်။ဘာဖြစ်တဲ့ညာဖြစ်တဲ့တွေပြောပြီးသူ့ရဲ့အမြန်ဆုံးဓာတ်ချက်တွေနဲ့လက်ကိုတိုက်ခိုက်လာပါတယ်။လက်အတွက်ကတော့ဒါကကလေးသက်သာလေးပါပဲ။လက်ကဒေးဗစ်နဲ့တိုက်နေတော့မှတစ်ဖက်ကနာနာကတော့အဖိုးအုပ်ကိုသူရဲကောင်းအကြောင်းရှင်းပြနေခဲ့ပါတယ်။အဖြူအောင်ကျသူရဲကောင်းရဲ့လက်မှာအနု999ရှိကြောင်းပြောနေပြီးအဲ့နံပါတ်ကတော့တခြားမဟုတ်ပဲစော်ညင်းခံခဲ့ရတဲ့အရေးအတွက်တွေပါ။ချားနေကြတဲ့လက်နဲ့ဒေးဗစ်မှာလည်းဒေးဗစ်ကသာလူလိမ့်ခံနေရပြီးမြေပြင်ပေါ်ခွေးကြလာပါတယ်။လက်ကတော့လဲကျနေတဲ့ဒေးဗစ်ကိုကြည့်ပြီးဘာလို့တာမှမသိရုပ်တရက်ကောင်းဝင်ပေါ်ခုန်တက်သွားပါတယ်။ကောင်းဝင်ပေါ်မှာပြန်နေတော့မှပဲဟီနာမျက်စိပွင့်လာပြီးသူမဘွားမှာပထမဆုံးအချိန်နေတဲ့လေးဘွားပြန်ခဲ့ပူးတာပါပဲ။ဒါ့အပြင်သူမကိုခြိထားတဲ့လက်ကသူမအမေပြောခဲ့တဲ့အဖြူအောင်ကျဲဆိုတာကိုအတီးပြလိုက်နိုင်ခဲ့ပါတယ်။ဒါကြောင့်အရန်ပြောနေခဲ့ပြီးသူမကိုအခုလိုကဲတဲ့အနေနဲ့ထမင်းကျွေးပါမယ်လို့တော့ကတိပေးလိုက်ပါတယ်။လက်ကိုလည်းတရားမရစေဖို့ပြောလိုက်ပြီးလက်ကလည်းမြေပြင်ပေါ်မှာရှိတဲ့ဒေးဗစ်စီအရှိန်ပြင်းနဲ့ဆင်းလာပါတော့တယ်။ဒေးဗစ်လည်းလက်ကြောင့်ရပ်ပါတော့လို့တောင်းဆိုနေရပြီးလက်မဲကြီးတွေကလည်းဒေးဗစ်စီကနေနံပါတ်တွေကိုပြန်ယူသွားခဲ့ပါပြီ။ဒေးဗစ်စီမှာတော့တစ်ပဲကျန်ခဲ့ပါတော့တယ်။လက်မဲကြီးတွေလည်းဟီနာစီပြန်ရောက်လာကြပြီးနံပါတ်ပြန်ပေးဖို့အတွက်ပေါက်ကုန်ဆွဲပြကြပါတယ်။ဟီနာလည်းရှက်တာကြောင့်တင်းကန်နေပေမဲ့နောက်ဆုံးမှာတော့နံပါတ်တွေပြန်ရခဲ့ပါတယ်။ဒီလိုနဲ့ဟီနာတယောက်ဒီနေ့ကသူမဘွားရဲ့ခက်ခဲတဲ့နေ့လည်းဖြစ်ခဲ့သလိုအပျော်ရွှင်အောင်ဆုံးနေ့လည်းဖြစ်ခဲ့ပါတယ်။အဲအချင်းလက်တယောက်ဘေးပတ်ဝန်းကျင်ကိုစစ်ကြည့်လိုက်ပြီးဟီနာလည်းကအလုံးကိုယူလိုက်ပါတယ်။ဒီအလုံးကိုကင်ထားတဲ့သူကတထေးပြပြီးလို့ပဲပြောလိုက်ပါသေးတယ်။အပေးယူအနေနဲ့သူသိမ်းထားတဲ့အယုံလေးကိုထုတ်ပေးလိုက်ပါတယ်။ဟီနာကတော့ဒါတွေဘာမှမသိပဲလက်ကတော့ဟီနာကိုဓာတ်ထောက်လာပါတယ်။ဟီနာရှာနေတဲ့အဖြူအောင်ကျန်နေမဲ့တဲ့သူတွေကတခြားသူတွေလည်းရှိနေသေးတာမလို့သူမဖြစ်နိုင်ကြောင်းပြောသွားပါတယ်။ပြောပြီးတာနဲ့ချက်ချင်းဆိုပဲထွက်သွားပါတော့တယ်။ကျန်ခဲ့တဲ့ဟီနာကတော့အယုံလေးနဲ့ကြောင်တောင်ကျန်ရင်ခဲ့ပါတယ်။နာနာနဲ့မောက်နေတဲ့အဖိုးအုပ်ကိုဝိယုံချုံပေးလိုက်ရင်ပြန်လာတဲ့ဟီနာကိုတွေ့လိုက်ရပါတယ်။ဟီနာအစင်ပြေလာလို့သွားမေးလိုက်ပေမဲ့ဟီနာကတော့ငိုလာပါတော့တယ်။အကြောင်းဆုံးကိုနာနာကိုပြောပြလိုက်ပြီးဟီနာတယောက်ရှေ့ရောက်ပါဆက်လို့ရမယ်မသိနေခဲ့ပါဘူး။နာနာနဲ့လစ်ပေးခဲ့တဲ့အယုံလေးကိုကင်ကြည့်လိုက်တဲ့အချိန်မှာတော့အယုံထဲမှာတခုခုကိုသတိထားမိသွားပါတယ်။ဒါကြောင့်ဟီနာကိုအယုတ်ကိုသေချာကြည့်ခိုင်းလိုက်ပါတယ်။ဟီနာသေချာကြည့်လိုက်တဲ့အချိန်မှာတော့အယုတ်ကတုံခါလာပြီးပောက်ကွဲသွားပါတော့တယ်။အယုတ်ထဲကနေလည်းသူမမိထားခဲ့တဲ့ပစ္စည်းလေးကိုပြန်တွေးလိုက်ရပါတယ်။ဟီနာနားမလည်နိုင်ဖြစ်နေတာကြောင့်နာနာကရှင်းပြလာပါတယ်။ဒီနိုင်ငံမှာတော့မဲပေးစနစ်ကိုကင်ထားတဲ့သူကရာဇဝတ်မှုမြောက်တာကြောင့်ဟီနာဒုက္ခမရောက်အောင်လက်ကသူယူသွားတဲ့ပုံစံလုပ်ပြခဲ့တာပါ။ဒါ့အပြင်အဲမဲစနစ်ကနိုင်ငံရေးအကြီးပိုင်းတွေအပြင်တခိုးတွေပါလိုချင်နေတဲ့အရာပါ။အဖြစ်မှန်ကိုသိလိုက်ရတာကြောင့်ဟီနာလည်းလက်နောက်ကိုပြေးလိုက်ပါတော့တယ်။လက်ချကတော့လန်တဝက်တောင်ရောက်နေပြီဖြစ်ပြီးဟီနာကိုထားရစ်ခဲ့ပါတယ်။ဖြစ်ချင်တော့လက်လဲပေါ်တက်သွားပြီးဟီနာလည်းရောက်လာခဲ့ပါပြီ။ဟီနာကလက်ကိုခဏရက်ဖို့ပြောပေမဲ့လက်ကတော့မရက်ပဲရှေ့ဆက်သွားခဲ့ပါတယ်။ဟီနာရဲ့ဘောမှာသူမအမေမရှိကြတဲ့ကဘယ်သူမှမရှိတော့ပါဘူး။သူမအမေမှာခဲ့တဲ့နောက်ဆုံးစကားစာကြံရှိတော့ပြီးအဖြူအောင်ကျန်တဲ့မဲနဲ့သူ့ကိုသူမတဘွားလုံးလိုက်ရှာနေခဲ့တာပါ။အခုတော့အဖြူအောင်ကျန်တဲ့မဲနဲ့သူ့ကိုသူမတွေ့ခဲ့ရပြီမလို့သူမစီမှာရီမန်းချက်တွေအနာဂတ်တွေလည်းလမ်းပြောက်ကုန်ပါပြီ။ဒါကြောင့်လက်နောက်လိုက်ဖို့ဆုံးဖြတ်လိုက်ပေမဲ့လန်တဝက်မှာလည်းချောချောသွားပြီးလက်ချကဟီနာကြောင့်သိစိတ်မကောင်းဖြစ်သွားပါတယ်။ဒါပေမဲ့သူ့စိတ်ကိုခိုင်ထားလိုက်ပြီးရှေ့ကိုဆက်သွားပါတော့တယ်။ကျန်ခဲ့တဲ့ဟီနာကတော့သူမနဲ့ထမင်းတူတူစားမယ်လို့ဂရီပေးခဲ့ပြီးမတီးခဲ့တဲ့လက်ကိုလူလိန်ကြီးဆိုပြီးအော်ပြောနေခဲ့ပါတယ်။အဲ့ဒီဟီနာကိုဒေးဗစ်အဖွဲ့တွေကတယောက်ရောက်လာခဲ့ပါတယ်။အမေတော့သူကဒေးဗစ်အဖွဲ့တွေကိုတခြားကိစ္စတွေစုံစမ်းဖို့စပိုင်ပေးရောက်လာခဲ့တဲ့သူဖြစ်ပြီးခုတော့သူစုံစမ်းနေခဲ့တဲ့အရာကိုသိခဲ့ရပါပြီ။အဲ့ဒါကတော့အဖြူအောင်ကျန်တဲ့မဲနဲ့လက်ဆိုတဲ့သူရဲကောင်းကမသိသေးတာကိုအတီးပြုတ်လိုက်နိုင်ခဲ့တာပါ။ဒါတွေကိုဟီနာကိုပြောပြနေပြီးဟီနာလည်းအော်နေရပါတယ်။သူရဲ့အဖွဲ့ကိုလည်းလှမ်းကြောင်းကြားလိုက်ပြီးသူတို့ရှာနေတဲ့သူရဲကောင်းအဖွဲ့တွေကအဖွဲ့ဝင်တယောက်ကိုလည်းတွေ့ခဲ့ရပြီလို့ပြောလိုက်ပါတော့တယ်။ဒီအပိုင်းလေးကဒီပိုင်းပြီးဆုံးသွားပါပြီဗျ။နောက်ပိုင်းနဲ့အတူတူပြန်လာခဲ့ပါမယ်။ကြည့်ရှုအားပေးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။ မြို့မှာပြဿနာတွေရှာခဲ့တဲ့လက်ကိုတပ်သားတွေကနေရာနဲ့လိုက်ရှာနေကြပါတယ်။တပ်သားတွေထွက်သွားမှဟီနာလည်းထွက်လာပြီးလက်အဆင်ပြေပါမလားလို့စိတ်ပူနေခဲ့ပါတယ်။နနာကတော့လေအကြောင်းသိတာမလို့အဆင်ပြေပါဆိုပြီးဟီနာကိုနှစ်သိမ့်ပေးလာခဲ့ပါတယ်။လွင်ဆိုတဲ့ကောင်မလေးကတော့မြို့ထဲကကလေးတွေအတွက်ကစားပွဲဆောက်ပေးချင်နေခဲ့ပါတယ်။လွင်ကမြို့သူမြို့သားတွေကိုကူညီပေးတဲ့တပ်သားအဖြစ်နာမည်ကြီးပါသေးတယ်။အခုလည်းကလေးတွေစော့နေတဲ့နေရာကိုရောက်ကြရင်ကလေးတွေဘောလုံးကတစ်ပင်ပေါ်တင်သွားတာကြောင့်ကူပြီးသွားယူပေးနေပါတယ်။တစ်ပင်ကြားညက်နေတဲ့ဘောလုံးလည်းလွင်အကူညီနဲ့အောက်ကိုပြုတ်ကျသွားပြီးတိတ်မကြခင်မှာပဲလွင်မှာအောက်ပြုတ်ကျလာပါတော့တယ်။ဒါပေမဲ့လွင်ကတော့ကူညီပေးခဲ့ရလို့ပြောနေတော့မှအဲကနေဆက်သွားတော့လဲဝင်းညက်နေတဲ့လူတစုကိုတွေးလိုက်ကြပြီးလွင်ကကူတွန်းပေးလိုက်ပါသေးတယ်။လွင်တို့တွေအတူတူလဲကိုတွန်းပြီးကြတဲ့နောက်မှာတော့လဲပြန်ထွက်သွားနိုင်ခဲ့ပါတယ်။လဲပိုင်ရှင်ကလည်းကျေးဇူးတင်လာပြီးလွင်ကလည်းပြောနေပါတယ်။အဲနောက်မှာတော့မျက်နှာသွားသိလိုက်ပြီးရက်သူရက်သားတွေကိုကူညီပေးဖို့ထပ်တော့သွားပြန်ပါတယ်။သူနဲ့အတူတူတောင်းကြတဲ့ပီလီကတော့အခုဒီအထက်ကခိုင်းထားတဲ့အလုပ်ကိုမလုပ်ရသေးကြောင်းသတိပေးလာပါတယ်။လွင်ကလည်းအထက်ကလာတဲ့တောင်းမှန်သမျှကိုမလုပ်ချင်ပဲသူမှလုပ်ချင်တာသာရွေးလုပ်တာပါ။ဒီမျိုးလေးကိုရောက်လာပြီးကလေးကစိုးရုံမှုတွေကိုလည်းမတွေ့ရတာကြောင့်လွင်ကဒီမျိုးလေးမှာပြောနေပါတယ်။သူဘေးကပီလီကတော့ဝန်ထမ်းထုတ်ထားတဲ့ပုံစံကိုပြလာပြီးဒီပုံတွေကလူကဒန်နာရီလာအေးလို့ပြောလာခဲ့ပါတယ်။အေးဆိုတာဗာမဲ့လွင်
လင်းမသိပါဘူးအေးဆိုတာကလွန်ခဲ့တဲ့နှစ်ပေါင်း300တောင်ကပေါ်လာခဲ့တဲ့သူရဲကောင်းတွေကိုတင်စားခေါ်တာပါသူရဲကောင်းတွေကတယောက်ကအခုထွက်ပေါ်လာတာကြောင့်လိုက်ရှာနေခဲ့ကြတာပါလွင်တဲ့လူတယောက်ကနှစ်ပေါင်း300လောက်ထိအသက်ရှင်နိုင်နေလို့အော်နေခဲ့ရပါတယ်ထူးဆန်းတဲ့မျက်နှာဖုံးဝတ်ထားတဲ့သူမလို့မျက်နှာဖုံးနဲ့လိုက်ရှာဖို့ဆုံးဖြတ်လိုက်ပါတယ်ဖြစ်ကျင်တော့အဲ့ဒီမှာလမ်းပေါ်မှာဈေးရောက်နေတဲ့မျက်နှာဖုံးတဲ့လူကိုတွေ့သွားတာကြောင့်ပြဿနာသွားရှာနေပါတယ်ဈေးရောက်နေတဲ့သူရဲ့မျက်နှာဖုံးကိုအတင်းဆဲကနေပြီးနင်ကပုံထဲမှာပါတဲ့အကောင်ပဲဖြစ်ရမယ်လို့ပြောနေပါတယ်ဒါပေမဲ့ပူတင်းရောက်နေတဲ့သူကတော့သူမဟုတ်ကြောင်းအတင်းညင်းလာပြီးမျက်နှာဖုံးကိုလည်းမချွတ်ပါဘူးဒါကြောင့်လွင်ရှေ့ဆက်သွားဖို့ကြံလိုက်ပေမဲ့မျက်နှာဖုံးတဲ့သူကိုမတင်ကားသေးတာကြောင့်ထောက်ခေါက်ကိုကြိုးစားပြပါတယ်မျက်နှာဖုံးတဲ့သူကတော့သူမျက်နှာဖုံးတက်ထားရတာကစော်မကြည့်လို့ဆိုပြီးပြောလာပါတယ်တက်တဲ့အနေနဲ့လည်းလက်ပေါ်ကရောက်တစ်ထောင်တိတိငင်းခံရတဲ့နံပါတ်တွေကိုပြလာခဲ့ပါတယ်သူဘဝကြီးမှာစော်ရောက်တစ်ထောင်ငင်းခံရတာမလို့မျက်နှာဖုံးထဲကနေတော့မျက်ရည်တွေကျလာပြီးမျက်ရည်အိုင်နဲ့အောင်ကုန်နေပါတော့တယ်ဒါကိုကြည့်ပြီးဘေးကပီနီကလည်းတနာသွားတာမလို့လင်ကိုကူညီလက်စားနဲ့သူ့ကိုပါကူညီလိုက်ပါလားလို့ပြောလိုက်ပါတယ်ဒိတ်လုံးနီစာအုပ်ကိုထုတ်လိုက်ပြီးအရင်ဆုံးလက်ကင်တာကနေစပါတော့တယ်လင်ကလည်းရှက်နေပြီးသူမလက်ကိုပေးကင်လာပြီးမျက်နှာဖုံးနဲ့တယောက်ကလည်းအားရပါရကင်လာပါတယ်လင်ကူညီလိုက်တဲ့အတွက်လွန်ကိုဘောကနံပါတ်တွေကလည်းမြင့်တက်သွားပါတယ်ဒီလိုနဲ့ဒိတ်လုံးနေတဲ့စာအုပ်ရဲ့နောက်တစ်ဆင့်ကတော့ရှုကင်းလာတဲ့တနေရာမှာဖြော်ရည်တစ်ခွက်တည်းကိုအတူတူတောက်ဖို့ပါလွင်ကလည်းရှက်နေပြီးတောက်ရမှာကိုတွေးဆုံနေပါတယ်ပီလင်ကတော့လွင်ကသဘောကောင်းတာပဲကူညီပေးလိုက်ပါလို့တိုက်တွန်းလာခဲ့ပါတယ်လွင်လည်းဒါကိုကြတော့အတူတူတောက်ပေးဖို့ဆုံးဖြတ်လိုက်ပြီးပိုက်ကိုယူလိုက်ပါတယ်ဖြစ်ကျင်တော့ရလာတာကပိုက်ဟုတ်မနေပဲမျက်နှာဖုံးကနှက်ခမ်းကြီးဖြစ်နေတာကြောင့်လွင်လည်းကြောက်ကြောက်နဲ့ပါးတစ်ချက်ကျွေးလိုက်ပါတော့တယ်ပါးချခံလိုက်ရပေမဲ့မျက်နှာဖုံးနဲ့သူကပျော်နေတော့မှအဲနောက်မှာတော့သူတို့တွေတရားတစ်ခုကိုရောက်လာကြပြီးစာအုပ်ထဲကအတိုင်းတရားကိုအတူတူဖျက်ဖို့လှုပ်လာကြပါတယ်လွင်လည်းဒါကြီးကအအနေအများလာကြောင့်ဟုတ်မှလည်းလှုပ်ပါလို့ပီလီကိုပြောနေပါတယ်ပီလီကလည်းလွင်ကသဘောကောင်းတဲ့သူတို့ကိုကူညီလိုက်ပါဆိုပြီးပြောလာပါတော့တယ်ဒီလိုနဲ့လွင်တို့တွေတရားကိုရှောက်လာကြပါတယ်လွင်တို့သတိထားပြီးရှောက်နေကြပေမဲ့ကျိုးတရားကလှုပ်လာပါတော့တယ်မျက်နှာဖုံးနဲ့သူလည်းအကြံဉာဏ်ရလိုက်ပြီးလွင်ကိုပြစ်ပတ်တယ်လို့နဲ့တွေ့ရတယ်ကိုင်နေပါတော့တယ်အနောက်ကပီလီကလည်းတရားကိုလှုပ်အောင်လုပ်နေပြီးမျက်နှာဖုံးနဲ့တယောက်လည်းလက်မထောင်ပြလာပါတယ်ဖြစ်နေတော့တစ်သားပြားကကျိုးသွားပြီးလွင်လည်းအောက်ကိုပြုတ်ကျသွားပါတယ်ဒါပေမဲ့မျက်နှာဖုံးနဲ့တယောက်ကလွင်လက်ကိုဆွဲပေးလာပါတယ်လွင်လည်းရေတွေခုန်သွားပြီးမျက်နှာဖုံးနဲ့လူကသူမစိတ်ထဲမှာအရန်ချီကောင်းနေပါတော့တယ်ပြပြပြီးတဲ့နောက်မှာတော့ဒိတ်လောက်တာပြီးပြီလို့သတ်မှတ်လိုက်ကြပါတယ်ဒါပေမဲ့မျက်နှာဖုံးနဲ့တယောက်ကတော့သူ့ရဲ့ပထမဆုံးနဲ့နောက်ဆုံးတစ်ခါဒီလိုပဲပြီးသွားတော့မှလားဆိုပြီးအော်ဟွန်နေပါတော့တယ်ဒါကိုတွေ့တော့လွင်လည်းတနာသွားပြီးဒိတ်စာအုပ်ထဲကအတိုင်းဆက်လုပ်ဖို့ဆုံးဖြတ်လိုက်ပါတယ်စာအုပ်ထဲမှာပြောထားတာကတော့ပေါင်ပေါ်မှာခေါင်းအိတ်ဖို့ပါဒီလိုနဲ့လွင်ပေါ်မှာမျက်နှာဖုံးနဲ့သူကအိတ်နေပြီးလွင်ရဲ့နံပါတ်တွေကလည်းတိုးလာပါတယ်စာအုပ်ထဲကနောက်တစ်နေ့ကတော့စကားပြောရင်ပေါင်ကိုပို့ရမှာပါဒါကတော့မျက်နှာဖုံးနဲ့သူအကြိုက်ပဲမလို့လွင်ပေါင်တွေကိုအဆက်မပြတ်ပုတ်ပါတော့တယ်စာအုပ်ကဘာစာအုပ်မှမသိပေမဲ့အတွင်းခံကိုကင်ခိုင်းတဲ့အထိပါရောက်နေပါပြီဒါကြောင့်မျက်နှာဖုံးနဲ့ကောင်လည်းလွင်ရဲ့ပေါင်တွေကိုကင်ရင်အတွင်းခံကိုပါတော့ကင်နေပါတယ်လွင်လည်းစာအုပ်ရဲ့လုပ်ပုံလုပ်နည်းတွေကနည်းနည်းများလာပြီးမလို့ရက်ခိုင်းလိုက်ပါတယ်ဒါပေမဲ့အချိန်ခဏကြာပြီးတဲ့နောက်မှာတော့ပီဒီကဆက်မလုပ်တော့ဘူးဆိုပြီးစာအုပ်ကိုလွှင့်ပစ်လိုက်ပါတယ်ဒါပြင်မျက်နှာဖုံးနဲ့သူကသူတို့ရှာနေတဲ့အိတ်ထဲကတယောက်ဖြစ်ကြောင်းပြောလာပါတယ်လွင်လည်းပီဒီပြောမှပဲသဘောပေါက်ပါတော့တယ်ပုံမှန်လူဆိုအပတ်0ရောက်တာနဲ့အတူတူကြောင်းနဲ့ရောက်သွားပေမဲ့ဒီလူကအနောက်တစ်ထောင်ဖြစ်နေတာတော့အကောင်းကြီးရှိနေပါသေးတယ်ဒါကြောင့်အိမ်မှန်တိသွားကြပြီးမျက်နှာဖုံးကိုဆွဲခွာလိုက်ချိန်မှာလည်းတိလိုက်ရပါတယ်အဲ့ဒီလက်ကလည်းလွင်ရဲ့ဓာတ်ကိုယူပြီးမတိုက်ခိုက်ကြပဲချစ်ပဲချစ်ကြရအောင်လို့ပြောလာပါတယ်ဒါပေမဲ့လွင်ကတော့ဓာတ်မရှိလဲရတဲ့သူပါတစ်ပင်ကြီးကိုတော့တစ်ချက်တည်းနဲ့ကြိုးအောင်ကန်နိုင်တာမလို့လက်ကိုဖျားမှပြီးသားပြေးဝေတော့လို့ပြောလိုက်ပါတယ်ဒါပေမဲ့လက်ကတော့လွင်တစ်ချက်ခြေထောက်မြောက်ပြီးကန်လိုက်တိုင်းအတွင်းခံကိုမြင်နေရတာကြောင့်ပျော်နေခဲ့ပါတယ်ဘေးကပွဲကြီးပြိတဲ့ပီလီကလည်းကြည်ကောင်းနေပါတယ်လွင်ကလည်းဒါကသူမရဲ့ယူနီဖောင်းမလို့မတိုက်နိုင်ကြောင်းပြောလာပြီးထက်ကန်ကိုပြင်လိုက်ပေမဲ့အတွင်းကပေါ်သွားမှလည်းစိုးရင်သွားပါတယ်ဒါပေမဲ့လက်ကတော့လွင်ကိုတစ်ပင်ကြားညက်လိုက်ပြီးမင်းကိုစားတွေ့ကလေးကချစ်နေတာပါလို့ပြောလိုက်ပါတယ်လွင်ကလည်းငကိုကလေးကကြွေးချင်နေတာမလို့သူမကရဲ့လက်ကဝရမ်းပြီးအတူတူသားနေကလေး3ယောက်ဝင်းမဲ့တော့လို့စိတ်ကူးတွေရင်ပြီးပြောနေပါတယ်လွင်တယောက်စိတ်ကူးတွေရင်နေပေမဲ့လက်ကတော့ထွက်သွားတာကြားလာပါပြီပီလီကလည်းပူရင်းစားရဲ့စိတ်ကူးရင်နေတဲ့တွေကိုစားတောင်းလာတာကြောင့်လွင်ရှက်သွားပါတယ်တစ်ဖက်ကဟီနာတို့ဘက်မှာတော့နာနာနဲ့အတူတူအလုံးလုံးနေခဲ့ပါတယ်အဲ့ဒီနာနာရဲ့ဆိုင်ကိုအထူးတစ်ဖက်ကသူတယောက်ရောက်လာပြီးလက်ပဲသွားလဲလို့မေးလာခဲ့ပါတယ်နာနာလည်းမသိဘူးလို့ညံ့နေပေမဲ့သူမကိုမော်ဆွဲနဲ့ဖမ်းချုပ်လာတာတွေ့လိုက်ရပါတယ်စံညင်းနေလည်းမထူးဘူးမလို့အရှိဘက်ကိုသွားတယ်လို့သာပြောလိုက်ပါတော့တယ်အထူးတစ်ဖက်ကသူလည်းနာနာရဲ့ဆိုင်ကိုဖျက်ဆီးလိုက်ပြီးလက်ကအနောက်ဘက်ကိုသွားတယ်ဆိုတာသိလိုက်ရပါတယ်ဒါကြောင့်အေးတွေကိုအမဲလိုက်မယ်ဆိုပြီးထွက်သွားပါတော့တယ်ဒီအပိုင်းလေးတော့ဒီမှာပြီးဆုံးသွားပါပြီဗျနောက်ပိုင်းနဲ့အတူတူပြန်လာခဲ့ပါမယ်ကြည့်ရှုအား